နာမည်ကမတင်မြသူပါ။သားလေးနာမည်ကပြည့်မြတ်လင်းတာပါ။အခုလက်ရှိ grade 2ပေါ့နော် SCIS မှာတက်နေပါတယ်။အမကျောင်းပြောင်းမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုပြောင်းမဲ့ကျောင်းရဲ့အခြေအနေကိုသိရဖို့အတွက်ဆိုလို့ရှိရင်ဒါ line ပေါ်မှာကျွန်တော်ရှာတယ်ပြီးရင်လက်ရှိထားနေတဲ့မိဘတွေကိုလည်းအမမေးတယ်ကျောင်းကိုကိုယ်တိုင်သွားပြီးတော့စုံစမ်းတယ်ပညာရေးစနစ်က IS အဆင့်မီပြီးတော့ English ဘာသာကိုအလေးထားသင်ကြားပေးတာလေကလေးအတွက်လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်ဖြစ်တာကြောင့်ရွေးချယ်ပြီးတော့ပါစိုးရင်ခဲ့ရတာလေဟိုတသားပေါ့နော်အခုပတ်ဝန်းကျင်အသစ်မှာသူတို့ကလာရောညီတွေဖြစ်နိုင်မလားနောက်တကယ်ချင်းအသစ်တွေနဲ့ရောသူမိတ်ဆွေဖွဲ့နိုင်မလားနောက်သင်ကြားမှုအပိုင်းကိုလည်းသူလိုက်နိုင်မှာပေါ့နော်အဲ့ဒါတွေတော့စိုးရင်မရှိဘူးဒီချေရအရန်ကိုဆိတ်ရှည်ပြီးတော့ဗောနော်ဒီကလေးကိုဗောလိုက်ရောညီတွေဖြစ်အောင်လို့သူတို့ကူညီပေးတယ်အဲကြောင့်မို့တသားအချိန်ခဏလေးအတွင်းမှာပဲဗောနော်သူအတန်းဖို့တွေနဲ့တကယ်ချင်းဖြစ်ဖို့ကိုအချိန်ပြေစေခဲ့ပါတယ်တဒါ speaking ဘိုင်းမှာပို့ပြီးတွက်လာတယ်။နောက်တော့ confidence ပိုရှိတာလေ။ចောင်းသားကျင်စိတ်တွေလည်းသူဖြစ်လာတယ်။ social လည်းကောင်းတယ်လေ။ SCIS မှာကလေသင်ကြားတဲ့ဒီနီလန်းတွေကကလေးတို့အဓိကဖြစ်တယ်။နောက်ဆရာမိဘကြားလဲပေါ့နော်ဆက်သွယ်မှုကပိုပြီးကောင်းတယ်လို့ခံစားပါတယ်။ဒါတော့အခုကျောင်းသွားလို့ရှိရင်သူအရန်ပျော်ရွှင်တယ်ပေါ့နော်။နောက်သူတီချာတို့သူအရန်ချစ်တာလည်းသူတွေးရတယ်။တွေးခေါ်နိုင်စွမ်းနေတင်ယူလို့စိတ်ဒီယုံကြည်မှုနဲ့စိတ်အားထက်သန်မှုတွေကတိုးတက်လာတယ်လို့ခံစားရတယ်။ဒီချေရပါတော့အရန်တော်တယ်။နောက်ပြီးတော့ဒီကျောင်းစနစ်ကလည်းစနစ်ကျဖြစ်တယ်။နောက်ပြီးအဲ့ကလေးရဲ့တိုးတက်မှုကိုလည်းသူတို့အလေးထားပြီးတော့လည်းတွေးရတယ်ပေါ့နော်။အဲ့ဒါတွေကိုသဘောကျတယ်master ဖြေတာတွေ science fair နောက်ပြီးတော့ဒီ field trip သွားတာတွေကပေါ့နော်ကလေးရဲ့ဒီအတွေ့အကြုံကိုကျေပြန့်စေပြီးတော့ကလေးတို့စိတ်ဝင်စားမှုသူကပိုဖြစ်စေတဲ့အတွက်ကြောင့်မို့လို့အဲ့ဟာကိုမအရန်သဘောကျတယ်ကလေးရဲ့ပညာရေးနဲ့လုံခြုံမှုကိုရီကိုတွေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် SCIS ကရွေးချယ်တင်တဲ့အကြောင်းတစ်ခုဖြစ်တယ်လို့အကြံပြုချင်ပါတယ်SCIS ကိုပြောင်းရွှေ့ခဲ့တာမှာတော့နော်မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုပေါ့နော်ဒီကလေးရဲ့ပေါ်ပညာရေးယုံကြည်မှုနဲ့ပျော်ရွှင်မှုတွေတိုးတက်လာတာကိုတွေ့ရလို့အရင်အောင်ကျဉ်းနှံ့မိပါတယ်SCIS ပေါ့နော်ဒီထက်ပိုပြီးတော့လည်းဟို quality ဘိုင်းကိုပေါ့နော်ဆက်ပြီးတော့အောင်မြင်အောင်လို့ပေါ့နော်ထိန်းထားနိုင်ပါစေနောက်ပြီးတော့ဒီအတန်းကြီးတွေအထိကိုလည်းပေါ့နော်ဆက်ပြီးတော့ဖွင့်နိုင်ပါစေလို့ပြောချင်ပါတယ်